အိမ်သုံးပစ္စည်းများအတွက်ဘတ်ဂျက်ဆွဲခြင်းသူမနာမည်ကယင်ဖြစ်ပြီးအသစ်သောအဝတ်အစားနှင့်ဖနက်အသစ်ဝယ်ယူခြင်းကိုအလွန်နှစ်သက်မိပါသည်သူမအနေနဲ့အသီးနှင့်ဟင်းသီးဟင်းရွက်များဝယ်ခြင်းပေမဲ့ငွေမရှိပါဘူးဒါနှင့်သူ့သူငယ်ချင်းလီစီကိုသွားပြီးအစားအစာဝယ်ဖို့ပိုက်ဆံ100သွားချေးဖို့ဆုံးဖြတ်ထားပါသည်လီကပြီးခဲ့တဲ့ပတ်ကပဲလစာထုတ်တာဘယ်လိုဖြစ်ခဲ့သလဲလို့ယင်ကိုမေးခဲ့ပါသည်လိုအပ်သလိုပစ္စည်းဝယ်တယ်ဆိုတော့အတိအကျမမှတ်မိတော့ဘူးလို့ယင်ကပြောလိုက်ပါတယ်လီကယင်အားဘတ်ဂျက်ဆွဲထားခြင်းအပြင်မိမိငွေသုံးစွဲမှုကိုသိထားနိုင်မှာဖြစ်ပါတယ်လို့ပြောပြလိုက်ပါသည်ယင်အနေနဲ့ဘတ်ဂျက်ဆိုတာတစ်ခါမှမကြားဘူးတော့လီအားဘတ်ဂျက်အကြောင်းရှင်းပြခိုင်းပါတယ်လီကဘတ်ဂျက်ဆိုတာမိမိ၌ငွေဘယ်လောက်ရှိတယ်ဘယ်မှာအသုံးပြုမယ်ဆိုတဲ့အချက်တွေကိုသိရှိအောင်ရေးဆွဲထားတဲ့စီမံကိန်းဖြစ်ကြောင်းပြောပြပြီးသူမ၏ဘတ်ဂျက်ကိုပါပြပေးလိုက်ပါတယ်ဥပမာအနေနဲ့လီကတစ်ပတ်မှာဒေါ်လာ20စုထားခြင်းအပြင်ဖုန်းဖူးတစ်ပတ်မှာ$5နဲ့လျှပ်စစ်ဖူး$15ပေးဆောင်ဖို့သူ့မှာပိုက်ဆံရှိပြီးသားဖြစ်ရမည်သူမလိုအပ်မှုမှန်သမျှဘတ်ဂျက်ထဲမှာပေးရမယ်ဖြစ်တဲ့အတွက်သူ့မှာအမြဲတမ်းလုံလောက်သောပိုက်ဆံရှိနေမှာဖြစ်ပါတယ်ယင်ကလီရဲ့အကြံကိုသဘောကျပြီးသူမအတွက်လည်းဘတ်ဂျက်ဆွဲချင်လာပါတယ်လီကယင်အတွက်ဘတ်ဂျက်ဆွဲကိုပေးပါတယ်ဘတ်ဂျက်ကြီးဆွဲပြီးလို့ယင်ဟာအလွန်ပဲဝမ်းသာမိပါတယ်ဒီဘတ်ဂျက်အတိုင်းလိုက်နာမှအကျိုးရှိမှာဖြစ်တယ်လို့လီကယင်အားပြောပြလိုက်ပါတယ်တစ်ပတ်ပြီးတစ်ပတ်ယင်လဲသူ့ဘတ်ဂျက်အတိုင်းလိုက်နာတော့သူ့မှာလိုအပ်သမျှဝယ်ဖို့ပိုက်ဆံအမြဲတမ်းရှိပြီးအသုံးလိုတယ်ဆိုတာမရှိတော့အလွန်ဝမ်းသာသွားပါတယ်ဘတ်ဂျက်ဆိုဒီမှာမိမိ၌ငွေမည်မျှရှိသည်ဘယ်မှာအသုံးလိုအပ်တယ်လဲဆိုတာကိုသိရှိဖို့ရန်ရေးချထားသောအရာဖြစ်သည်ကိုမှတ်ထားပါဘတ်ဂျက်သည်မိမိငွေဘယ်လောက်သုံးစွဲနေကြောင်းကိုသိရှိဖို့ရန်ဖြစ်ပါသည်အကျိုးရှိသောဘတ်ဂျက်ဖြစ်ဖို့မိမိဆွဲထားသောဘတ်ဂျက်အတိုင်းလိုက်နာဖို့လိုအပ်ပါသည်ဘတ်ဂျက်ဆွဲဖို့အကူအညီလိုအပ်ပါက Centrelink Financial Information Service Officer ဖုန်းနံပါတ်13233030ကိုဆက်သွယ်ပါ